ရလားဒီဆိုင်စစ်ပြပေးနော်ကိုကြည့်ကြည့်ဆိုင်အာမခံရလဲ3လပေးထားတယ်ပူကြမလို့အစမ်း3ခွင့်ရလဲ9ရက်ရတာဆိုတော့လေပြီးတော့မွေးလာမွေးနေ့မှာ3900ရှော့တင်တဲ့ airport ဆိုတော့အများကြီးပဲလက်ဆောင်တွေကမှမကွဲဆိုလဲကိုယ်တိုင်း free လာခဲ့ live တိုင်းပေးထားတယ်ကာပါအာနီဂျီအားလုံးကအပက်ဒီလက်ဆောင်6မျိုးနဲ့ဗျာအားပြပါဗျโอเคကျေးဇူးပါကိုရပါပြီလားစင်ပြေပါပြီလားဟုတ်ကဲ့တုံးကြည့်အောင်တော့အဝေးရတကူရလာအားပြကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဗျနောက်လိုရှိလာအားပြပါတကယ်ချင်းလည်းမိတ်ဆွေလည်းညွှန်ပေးပါအောင်နော်ဟုတ်ကဲ့ဗျဒီချာ shop ပေးထားပါတယ်ဗျဟိုထိုင်ကြည့်ပါလားခိုင်းပါဟုတ်ကျွန်တော်ယူလာခဲ့ပြီဗျတော့စကားပြောလည်းမဆိုးပါဘူး shop ပေးစကားအောက်သွားပြီလားဟာလားမြန်းတော့ဟုတ်တယ်ကိုရောက်အောင် shop ပေးစကားတွေကကျွန်တော်တို့ဖုန်းတွေရောင်းနေဆိုဘယ်တော့မှရောင်းရပြီးတော့ထိုးမရောင်းတတ်ဘူးဘယ်ဟာလေးတော့တင့်တော်တယ်ဘယ်ဟာလေးတော့ဂိုင်းနေတယ်ဘယ်ဟာလေးကတော့အဆုပ်ကြီးပုံမြင့်တယ်ဈေးတန်းလေးကလည်းမစိုးဘူး price to performance ကြားရလုံးတွေပဲကျွန်တော်တို့ခြေလေးရွေးပြီးတော့ customer ပြပြီးတော့ရောင်းပေးကျွန်တော် Mr. Chan ပါဒါ8လပိုင်းကျွန်တော်ရဲ့မွေးနေ့မွေးလာဖြစ်တာပေါ့နော်21ရက်ကျွန်တော်မွေးနေ့39နှစ်ပြည့်မွေးနေ့ဖြစ်တဲ့အတွက်3900ရှော့စင်နဲ့ AirPod Pro ကြိုက်တဲ့ iPhone ကိုလာဝယ်လက်ဆောင်ပေးနေပါတယ်နော်အမြန်လာရောက်အပေးဖို့ဖိတ်ခေါ်ပါတယ်8လပိုင်းတော်တော်လုံးပေးထားပါတယ်ဗျအားလုံးကျေးဇူးများတင်ပါတယ်